တောင်တန်းကိုကြည့်ပြီးတော့အေးအေးလူလူလေးနဲ့ဟင်းချတဲ့ feeling ကအရင်မိုက်တယ်ရေမုံကြီးရဲ့ကြော်လေးရပြီနော်โอเคကိုရတယ်အားလုံးပဲမင်္ဂလာပါရှိဒီမနေ့နမ်းမအောင်ပန်းစီရောက်ခဲ့ပါတယ်အောင်ပန်းစီနေမလို့အများကြီးအစုံရောက်နေမွန်လာဦးယူသေးလေးတွေလည်းတွေ့တယ်ဂရခိုင်းညွန့်တွေလည်းဝယ်လာတယ်ဒါကတော့ရေမုံကြီးရွက်လို့ခေါ်တယ်900ဘိုး3စီရတယ်ဆိုလို့မစားဘူးလို့ဝယ်လာစားကြည့်လိုက်တယ်ပေါ့နော်ဒီကအသေးရွက်စည်းတွေကတန်တယ်ဒါကတော့မလာဖူးပါမလာဖူးကတစည်း900တဒန်း900အဲ့လိုရောင်းနေပေါ့နော်ဒါတော့မောင်လေးလက်ရကြက်ဥ half fight ပါတောင်တန်းတွေကြည့်ပြီးဟင်းချက်မှာဆိုတော့အရင်ပြောပါတယ်ဒါရေမုံကြီးရက်တွေကိုကြော်မယ်ပေါ့နော်အရင်ဆုံးကြက်တုံဖြူစီးတက်မယ်ပြီးရင်တော့ရေမုံကြီးရက်လေးတွေထပ်ပြီးတော့ကြော်လိုက်မယ်အရင်ဒါထပ်ပြီးတော့ပေါ့နော်ရာသီဥတုလေးကတော့မိုးရွာတယ်ငကိုတွေကအေးလေးဆိုတော့မိုးရွာတော့ချမ်းစင်စိတ်လေးဖြစ်တယ်ပေါ့နော်ရေမုံကြီးရက်ကြော်လေးရပါတော့မယ်မချခင်မှာခီးစီလေးထပ်ပြီးတော့ကြော်လိုက်မယ်နော်အခုလိုမျိုးတောင်တန်းကိုကြည့်ပြီးတော့အေးအေးလူလူလေးနဲ့ဟင်းချတဲ့ feeling ကအရင်မိုက်တယ်ဒါရေမုံကြီးရဲ့ကြော်လေးရပြီနော်ကျက်သွဖြူစီတက်နဲ့မမွေးလေးနဲ့စားချင်စရာကောင်းတဲ့ရေမုံကြီးရဲ့ကြော်လေးမိုးကတော့တဏီကုန်းလိုရွာပါတယ်ဒီနေ့နားမူစားမှာကကျက်ဥ half fry ရဲ့ပစုံချောင်းငံပြားကြီးချက်ရဲ့နားမူမစားဖူးသေးတဲ့ရေမုံကြီးရဲ့ကြော်ရဲ့ပါရင်းနှီးချမ်းလေးလေးတောက်မယ်နော်ရှယ်တော့မိုးရွာလာပြီရေမုံကြီးနဲ့ဆက်ကြပါဦးနော်အရသာလေးကောင်းတယ်နည်းနည်းခါတက်တက်လေးရရဲပေါ့နော်နောက်လို့ဆရာလည်းပဲတူတတိကြသွားတယ်အရင်ကောင်းတယ်ရန်ကောင်းနမှုတရားတဲ့စားနဲ့ကုန်မဲ့ထင်တယ်အရင်ကောင်းတယ်ရေမုံကြီးရဲ့လေအရင်ကြိုက်သွားပြီနောက်ခါထက်ဝယ်စားရမယ်သူကတောက်စားလဲရတယ်တဲ့ပြီးရင်ဟင်းဂျိုလဲလောက်တောက်လို့ရတယ်နောက်မှတော့ဟိုအခုမှစားကြည့်ရဆိုတော့ကြော်စားကြည့်ရပြုတ်တွေ့ရင်လည်းကောင်းမယ်ထင်တယ်အပြင်းမျိုးသီးနဲ့
ပြည့်တာရှုပြီးတောင်းတန်းတွေကြည့်ပြီးထမင်းစားရတယ်မျိုးအရင်မိုက်တယ်ဒီမကြီးရကုန်တော့မယ်အရင်ကောင်းနေနမို့အရင်ကြိုက်တာပဲကျန်တဲ့သူတွေနည်းနည်းပဲစားရတော့မယ်ဒီလိုကြက်ဥ half fry ဆိုအရင်ကြိုက်ဒါမှလေးကြော်ပေးတာရင်းနေချမ်းလည်းတက်လို့ကောင်းတယ်ကဲချမရတော့အရင်စားကောင်းပါရဲ့ရေမုံကြီးရက်ကနှုတ်ပထမဆုံးစားဖို့တာအရင်ကြိုက်သွားပြီနာမည်ဗီဒီယိုလေးကိုဒီလောက်ပဲလိုက်ပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးကြိုင်လည်းထပ်ထည့်ကြမယ်နော်တတား